ကိုမြစ်တာတွေကိုပြန်ပြီးတော့အားနာမိတယ်အစဉ်ပြေလားလွတ်တောင်တခါမှမေးပေါ်မရတဲ့လူတွေအတွက်ကိုယ့်ဘက်ကအမြဲအသင့်ရှိနေပေးခဲ့တာကိုနောင်တလို့တော့ခေါင်းစဉ်မတတ်တော့ပါဘူးပေးစံမှုတိုင်းမှာဘာတစ်ခုမှပြန်မရရင်တောင်းမှသင်ခန်းစာကတော့အလိုလိုရပြီးသားပါကိုအစင်မပြေတာကလွဲလို့အားလုံးကိုအစင်ပြေစေခြင်းခဲ့တာပါကိုမပြောတာကလွဲလို့အားလုံးကိုပျော်ရွှင်စေခြင်းခဲ့တာပါအရာရာအလျှော့ပေးရလွန်းလို့ထင်ပါရဲ့လူတကာအမြဲလိုအနိုင်လိုချင်နေကြတယ်အမုံပေးခြင်းဘူးဒါကြောင့်ပေးလက်စာနဲ့အရှုံးပဲပေးထားပါတယ်ဒီလေးတစ်ချောင်းဟာလူတယောက်ကိုအရေးပေးဖို့အတွက်သူကိုယ်တိုင်နေဘူးတံကိုအရင်ခံရတယ်ဖဏလေးတရံဟာလူတယောက်ကိုတန့်ရှင်းစင်ကြယ်ဖို့အတွက်သူကိုယ်တိုင်အညစ်အကြေးပေးခံရတယ်ရွှေငါးလေးတွေဟာလူတွေအလားကြည့်ဖို့အတွက်မှန်လောင်အိမ်ထဲမှာမွန်းကျက်စွာနေပေးရတယ်ကိုယ့်ရဲ့ဖြစ်ကလည်းဒီလေးတစ်ချောင်းလိုပါပဲဖဏလေးတရံလိုပါပဲမှန်လောင်အိမ်ထဲကရွှေငါးလေးလိုပါပဲကိုယ့်အဖြစ်ကအဲ့ဒီဟာနဲ့သွားတူပါတယ်တတ်နိုင်တဲ့လောက်ပေးဆက်လိုက်မယ်အမြဲတမ်းကတော့တာဝန်မြူနိုင်တော့ဘူးဗျာတစ်ဖက်လူကိုကြည်ပြီးတန်ရပဲဆက်ဆံတော့မယ်ဟန်ဆောင်ပြီးတော့မပြုံးပြကျင်တော့ဘူးအဝေးကြီးကိုလမ်းမငေးတော့ပါဘူးကိုဘွားနဲ့မအားဆက်တဲ့မျောလင်းချက်တွေကကလေးတယောက်ရဲ့စူဘူးလိုပဲအချိန်မတန်ခင်ခွဲရတာများတယ်ကိုသိလိုက်ပါပြီနောက်ဆိုရင်ကိုနှစ်ရက်တွေကဖက်လက်စစာအုပ်တွေနဲ့ပဲပျော်နေပါတယ်ဝေဒနာတွေရှိတိုင်းမကူစားကျင်တော့ပါဘူးဗျာတချို့တန်ရာတွေကရင့်ကျက်ဖို့အတွက်လိုအပ်တယ်လေအမှန်ပြောရရင်ဘယ်သူကိုမှစိတ်မနာရက်ဘူးစေတနာတွေရည်စည်းကမ်းပြိုခဲ့ဘူးတဲ့ကိုမြတ်တာတွေကိုပြန်ပြီးတော့အားနာမိပါရဲ့ဗျာ